စီအာယွန်ကြောအတွက်တဲ့ဗာဆေးစားသုံးသင့်လဲတဲ့ဒီဟာလေးလဲမကြာခဏမေးကြတယ်ပေါ့နော်တချို့ပါဝါရှိတဲ့သူတွေပေါ့နော်ပါဝါဆန်းပြီးလို့မျက်မှန်တက်ရမယ်လို့ပြောရင်တော့မှဆေးတောက်လို့ရလားဗာဆေးတောက်လို့ရလဲအဲ့ဒါအာယွန်ကြောအားနိုင်လို့ဖြစ်တာလားအဲ့လိုမျိုးတွေမကြာခဏမေးတာလေးတွေ့လို့မို့အဲ့လေးနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးလုပ်ပေးတာဖြစ်ပါတယ်မျက်စိစေကန်းနေသွားရင်လေတော်တော်များများလဲသတိထားမိမှာပါဆေးပေးတာရှားတယ်တောက်ဆေးပေးတာရှားပါတယ်မျက်စင်းနေပေးတာပဲများပါတယ်မျက်စင်းကပဲသူကထိရောက်တဲ့အတွက်ပေါ့နော်မျက်စင်းကတော်တော်လေးထိရောက်တဲ့အတွက်မျက်စင်းပေးတာများပါတယ်တခါတလေတချို့လိုအပ်တဲ့သူတွေမှပဲတောက်ဆေးပေးတာပါစီအားဆေးတွေနဲ့ပတ်သက်ပြီးတော့ပြောရရင်တော့ပေါ့နော်ပုံမှန်ကျွန်တော်တို့ဒီစားနေတဲ့အစားအသောက်တွေထဲမှာအာဟာရစုံလင်စွာပါတယ်ပေါ့နော်အဲ့ဒါဆိုရင်မျက်စိအတွက်လိုအပ်တဲ့အာဟာရတွေပါတယ်ဆိုရင်အရင်ကလည်းတင်ပူပါတယ်ဗီဒီယိုလေးရှိတယ်မျက်စိအကောင်းစေတဲ့အစားအစာများဆိုတဲ့အဲ့ဗီဒီယိုလေးရင်ဝင်ကြည့်ပါအဲ့မှာအဲ့လိုမျိုးအစားအစာတွေအစုံစားနေတယ်ဆိုရင်တော့ဒါအားဆေးမလိုပါဘူးအားဆေးလည်းတောက်ဖို့မလိုပါဘူးအားဆေးကဘယ်ချိန်မှတောက်ကြလဲဆိုတော့အသက်ကြီးတဲ့သူတွေပေါ့နော်အသက်60နောက်ပိုင်းတော့အဲ့လိုလူတွေကြတော့ဒီမြင်လွှာမှာဆိုရင်ဘယ်လိုဖြစ်လာလဲဆိုတော့ age related macular degeneration လို့ခေါ်တဲ့ဒီမြင်လွှာပေါ့နော်အသက်ကြီးလို့မြင်လွှာပျက်စီးရလို့မြန်မာလိုအလွယ်ပြောလို့ရတယ်အဲ့လိုမျိုးလေးဖြစ်လာတာအဲ့အတွက်ဆိုရင်ဒါလူတင်တို့ဇီယာဇန်တင်တို့အဲ့လိုမျိုးဆေးတွေပါတယ်ပေါ့နော်မျက်စိအားဆေးတွေကိုညွှန်ရတယ်ပေးကြတယ်အဲ့လိုအတွက်ဆိုရင်တော့ဒါကအသက်ကြီးတဲ့သူတွေအတွက်ဆိုရင်တော့တောက်တင်ပါတယ်ကျမအနေနဲ့ဆိုရင်တော့အသက်ငယ်တဲ့သူတွေအတွက်ဆိုရင်တော့တိတ်ပြီးတော့ပေးလိပ်ပေးထားတိတ်ပြီးတော့မရှိပါဘူးပြီးတော့လည်းဒီဆေးတောက်လိုက်လို့လည်းပါဝါလွတ်သွားမှာမဟုတ်ဘူးမျက်မှန်လွတ်သွားမှာလည်းမဟုတ်ဘူးနောက်တစ်ခုကသူကမျက်စိအာရုံကြောလို့မေးထားတယ်မျက်စိအာရုံကြောဆိုတာဒီမျက်စိရဲ့နောက်ခန်းမှာရှိတဲ့တခုရီသောအာယုံကြော optic nerve ကိုပြောတာပါဒီ optic nerve ဆိုတာကတော့အခုဒီပုံမှာပြထားသလိုမျိုးလေးပေါ့နော်မျက်စိရဲ့နောက်ခန်းမှာမျက်စိကိုတငယ်ချဲ့ပြီးကြည့်တယ်ဆိုရင်ဒါတခုရီသောမြင်ရတဲ့အာယုံကြောဖြစ်ပါတယ်အဲ့ဒီအာယုံကြောကပေါ့နော်ဘယ်ချိန်မှာပျက်စီးတာလဲဆိုရင်အဓိကကျွန်တော်တို့စိုးရိမ်တာတော့ရေတိမ်မှာရေတိမ်ယောဂါဆိုရင်ဒီအာယုံကြောအဓိကတိုက်စားတဲ့အတွက်ရေတိမ်ယောဂါဆိုရင်ဒီအာယုံကြောလုံးဝပျက်စီးသွားပြီးတော့သူကအမြင်ကွဲတဲ့အထိဖြစ်တာပါဒါကြောင့်မို့ရေတိမ်မဖြစ်အောင်လို့ဆေးတောက်လို့ရလားဆိုတော့အဲ့လိုမျိုးဆေးတောက်လို့မရအောင်သူကရေတိမ်ဖြစ်စေတဲ့အကြောင်းရင်းတွေကလည်းအများကြီးရှိတယ်အဲ့ဒါလည်းဗီဒီယိုတင်ထားတာလည်းရှိပါတယ်ဒီဗီဒီယိုမှာပြောရဆိုတော့အရင်ကြီးရှည်သွားမှာဆိုတဲ့အတွက်ဒီအရင်တင်ထားတဲ့ဗီဒီယိုကြီးအရင်ဝင်ကြည့်ပါရေတိမ်ကြမဟုတ်ဘဲနဲ့ရောတခြားပျက်စီးနိုင်လားဆိုပျက်စီးနိုင်တယ်ဘယ်လိုဟာတွေလဲဆိုတော့ဒီအာယုံကြောရောင်တဲ့ယောဂနောက်တစ်ခုကဒီအာယုံကြောကိုဖိတဲ့ကင်ဆာယောဂလိုမျိုးတခြားပေါ့နော်ကင်ဆာမဟုတ်ဘဲနဲ့အလုံးအကျိတ်တွေကြောင့်မလို့အုံနောက်ရဲ့အလုံးကျိတ်တွေကနေဖိလို့မို့အာယုံကြောပျက်စီးတာနောက်တစ်ခုကဒီဥကောင်းနဲ့ပေါ့နော်ဒီမျက်နှာတစ်ဝိုက်ကိုထိခိုက်ဒဏ်ရာရပြီးတော့ဒီအာယုံကြောပျက်စီးသွားတာအဲ့လိုအခြေအနေမှာဆိုရင်တော့ဒီအာယုံကြောကပျက်စီးတတ်ပါတယ်ဒါတော့မျက်စိရဲ့ဒီအာယုံကြော optic nerve ပေါ့နော်ပျက်စီးစေတဲ့အကြောင်းရင်းလေးတွေကိုပြောတာဖြစ်ပါတယ်အဲဒီတော့ဒီဆေးမေးတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်တောက်ဆေးမေးတာနဲ့အားဆေးမေးတာနဲ့ပတ်သက်ပြီးတော့ပြောရရင်နော်ခြုံပြီးပြောရရင်နော်ဒီအသက်60နောက်ပိုင်းပေါ့နော်အသက်ကြီးတဲ့သူတွေဒါပါတော့50ကျော်60ကျော်အဲ့လိုလူတွေမှာဆိုရင်တော့ဆိုတော့ပြောရဲလူသင်းတို့ဇီယာဇန်သင်းတို့ပါတယ်ဒီမျက်စိအားဆေးတွေတောက်လို့ရပါတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဒီလိုမျိုးအသက်ငယ်ငယ်ပဲပေါ့နော်ပုံမှန်လဲအာဟာရစုံလင်စွာစားနေတယ်ဆိုရင်တော့ဆေးတွေမလိုပါဘူးလို့ပြောချင်ပါတယ်ဒါကြောင့်ဆင်မတော့ဒီဆေးကမ်းမှာဆိုရင်လည်းအဓိကတော့ဒီတောက်ဆေးတွေကိုတိတ်ညွန်ပေးလေးမရှိပါဘူးမျက်စိမဲ့အဓိကပေးပါတယ်